ဒီနေ့ကျွန်တော်တို့အိမ်နေပါလိမိတ်ဆွေများခင်ဗျပဇလုံးစီပြန်ငါတလောက်ပေါ့နော်တာကြီးငါကြီးဟင်းနေစားနေရတော့များလည်းပဲဘဝကြီးမှာအချိန်နေမင်းနေတဲ့သူတွေအများကြီးရှိပါတယ်ကိုတော့ကျွန်တော်တို့ကတော့အဲ့ဒါတွေကိုမျက်ကွယ်ပြုပြီးတော့ကိုစားနေရတယ်ကိုချင်းနေကောင်းနေတယ်ကိုဘွားတွေကောင်းနေတယ်ဆိုပြီးတော့ကျွန်တော်တို့ရတဲ့အေးပြီးနေလို့မရပါဘူးတကယ်ပဲကြည့်ကြည့်ပါမိတ်ဆွေများခင်ဗျတကယ်ပဲနော်အစာရည်စားပြက်လက်ပြီးတော့နော်တောက်ရတဲ့အစားအစာသည်သမီးဒါကကျွန်တော်တို့ရုပ်ရှင်ရိုက်ခွင့်မဟုတ်ဘူးရုပ်ရှင်ရိုက်ခွင့်ဆိုတာကဒါက performance လို့ခေါ်တယ်။နော်ရိုက်ပြတာလူတွေကိုဒါကကျွန်တော်ကအဖြစ်မှန်ကိုတင်ပြနေတာပါ။တကယ်ကိုတနာစရာပါ။အနောက်မှာရှိတဲ့တမီးငယ်လေးအနောက်မှာရှိတဲ့တန်းငယ်လေးဟိုတမီးငယ်ဆိုတာကျွန်တော်တမီးရွယ်ပဲ။နော်ကျွန်တော်တမီးခင်ဗျာကျောင်းမှာနော်အစင်းမင်းကျောင်းနေထားတယ်အစိုးရကျောင်းထပ်ပိုးကောင်းတဲ့ပုဂ္ဂလိကကျောင်းနေထားတယ်ကျွန်တော်တို့ကားစီးနိုင်တယ်အဝေးစားအသစ်တွေဝေးနိုင်တယ်ရွှေတဲလဲငွေတွဲလဲနော်ဒီရုပ်ကမှရှိတဲ့သူတွေဒါလည်းမလိုပါဘူးအရေးကောင်းကောင်းလေးတစ်ခုနဲ့သူတို့ကတရက်ဝမ်းစာလေးလှပပစားလို့ရရင်နော်ဘုရားသခင်ကိုအများကြီးကျွန်တော်တို့ကျေးဇူးတင်ရမယ်တို့တော့အချိန်လေးကအရင်မဲ့နေတဲ့ပုံမှာကျွန်တော်အနေနဲ့ပြောစရာစကားမရှိပါဘူးမိတ်ဆွေများကိုကျွန်တော်အနေနဲ့လက်တွေ့ကြခေါ်ဆောင်လာပြီးတော့ပြသခြင်းဖြစ်ပါတယ်အဲ့တော့မိတ်ဆွေညီတော်များခင်ဗျာကျွန်တော်ကတော့တွားရနေရာတိုင်းမှာဒီစကားတစ်ခုပြောပါတယ်ကျွန်တော်ဒီအလို့ရှင်မဟုတ်ပါကျွန်တော်ဒီလူအများသိတဲ့ပုံကိုတယောက်ဖြစ်သည့်